အားလုံးပဲမင်္ဂလာပါ Late Age Education Channel ကနေပြန်လည်ကြိုဆိုပါရစေခုနကတော့ကျွန်တော်တို့ဒီမတိုင်ခင်ဗီဒီယိုတစ်ခုမှာတော့ကျွန်တော်တို့ဒီဘယ်ဘာသာစကားကိုရွေးချယ်တင်လဲဆိုကျွန်တော်တို့ဒါရှင်းပြသွားရပေါ့နော်ဆိုတော့အခုတခါကျတော့ကျွန်တော်တို့အဲ့ဒါကိုမှနည်းနည်းပို့ပြီးတော့ဒီတိုးကြကြပြန်ရှင်းပြသွားမယ်ပေါ့ဆိုတော့ recap အနေနဲ့ပြောလိုက်မယ်ဆိုပြောကြမယ်ဆိုရင်ဒါကျွန်တော်တို့အခုအကြောင်းသားတွေအများစုကဒီ US ဘက်ချမ်းဒါအကြောင်းသွားလို့မရတော့တခြားနိုင်ငံတွေ option ရှာကြရတယ်ပေါ့ option ရှာတဲ့အခါကျရင်ဒါဘာသာစကားတွေအများဆုံးအသုံးများတဲ့ဒီ Spanish ဘာသာစကားပြောတဲ့ Spain တို့ French ဆိုရင်ဒါ France တို့ Germany တို့ Germany Austria တို့အထူးသဖြင့် Europe ဘက်ချမ်းမှာအကြောင်းသားတွေဆိုစိတ်ဝင်စားတော့ဒါအားလုံးလည်းသတိထားကြမယ်လို့ကျွန်တော်မျှော်လင့်တယ်ဆိုတော့ okay ဆိုတော့အဲ့ခါကျရင်ကျွန်တော်တို့ဒါဒီကောက်ထဲထဲဝင်ရကြဘယ်လိုပြောမလဲဆိုတော့ခုနကျွန်တော်တို့ပြောထားတဲ့အတိုင်းပဲ US မှာကျွန်တော်တို့ကျောင်းသားတက်တယ် University တခုတက်မယ်ဆိုရင်ဒါကျောင်းသားကဒေါ်လာ9000 8000ကျော်လောက်ဒီဒါ invest လုပ်ရတယ်ပေါ့ပြီးတော့ဒါကျောင်းစရိတ်တစ်ခုပဲနေစည်းစားစရိတ်လည်းဒါထပ်ပြီးတော့သုံးရတယ်ဆိုရင်ဒါအနည်းဆုံးကတစ်နှစ်ကိုဒေါ်လာ3သိန်းကျော်လောက်ဒါတော်တော်သုံးပြရတယ်အဲ့ဒါကဒါအမှန်တမ်းပြောရင်ဒါကျောင်းသားကအရင်များရတယ်ပေါ့နော်ဆိုတော့အဲ့ခါကျရင်ဒီ Europe ဘက်ချမ်းမှာကျတော့အဲ့လောက်ဈေးမများရတဲ့အတွက်အဲ့ကကျောင်းက quality education က quality education ဖြစ်ပါမလားဆိုမိကုန်းတွေကိုဒါတော်များများမီးလာကြရတယ်ပေါ့နော်ဆိုတော့အဲ့လိုမီးလာတဲ့ဟာကိုကျွန်တော်ကဒါအခုပြတာမှာဖြစ်တယ်ဆိုတော့အခုကျွန်တော်တို့ဒီ Times Higher Education တို့ US World Ranking တို့မှာတွားကြည့်မယ်ဆိုရင်for example ဒီနိုင်ငံအနေနဲ့ကျွန်တော်ရွေးကြအောင်ကျွန်တော်ဒါကိုမြင်တောင်ဒီလိုမျိုးscreen တစ်ခုနဲ့ကျွန်တော် share ပြမယ်ဆိုတော့ဒီမှာဆိုရင်ကျွန်တော်တို့ဒါ United States ပေါ့ဒါတော်တော်များများမြန်မာပြည်ရဲ့အကြောင်းသားတွေတွားကြ United States ကိုကြီးကြရတယ်ဒါ World Ranking တွေပေါ့နော်ဒါကကျွန်တော်တို့ဒါ Europe ဘက်ချမ်းကိုကြည့်မယ်ဆိုတော့ Europe ဘက်ချမ်းနေဆိုရင်ကျွန်တော်တို့ဒါအခု Germany နဲ့အရင်စရှင်းကြည့်အောင်ဆိုတော့ okay ကျွန်တော်စရှင်းပြီဆိုတော့ဒါအားလုံးသိကြတာ United States ကတော့ဒါအကြောင်းကတော့တကယ် ranking မြင့်အကြောင်းတွေများတယ်ဥပမာဆိုဒါ top rank 2ကနေပြီးတော့စရှိပြီးတော့မှကျွန်တော်တို့ဒါအောက်အထိဆွဲချမယ်ဆိုရင်ဒါအကြောင်းက900ကျော်600ကျော်ဒီ1000ကျော်လောက်အထိဒါ ranking တွေအများကြီးရှိရပေါ့ဒါအကြောင်းစုစုပေါင်းဒါနေတာတွေမဟုတ်ဘူးเนาะတော်တော်များများရှိရပေါ့ဆိုတော့အဲ့ခါကြာရင်တော့ဒါကျွန်တော် Germany မှာ education တွားတက်မယ်ဆိုရင်တော့အကြောင်း ranking တွေဘယ်လိုကြည့်နေလဲပေါ့သူတို့ world ranking ကအမှန်တိုင်းပြောရင်ဒါ27ဆိုတာတော်တော်မြင့်နေဆိုတော့ကျောင်းသူတွေမြင်အောင်ကျွန်တော်ပြောရမယ်ဆိုတော့ကျောင်း ranking 1ကနေ200အတွင်း university ကဒါ high rank university လို့ပြောလို့ရတယ်ပေါ့200နေ900လောက်900 600 900လောက်ကြာတော့ mid rank ဖြစ်ပြီးတော့ကျန်တဲ့ဟာတွေကတော့ဒါranking တော်တော်လေးအဆင်ပြေသေးရပေါ့နော်ဆိုတော့ ranking 1000နောက်ပိုင်းကျောင်းနေတော့တိတ်ပြီးအရင်တော့ကောင်းမှမပေးဘူးပေါ့နော်အဲ့တစ်တူ1000ကတော့တော့တူတော့အဆင်ပြေကြပါတယ်ခင်ဗျဆိုတော့တို့ဂျာမနီကိုကြည့်မယ်ဆိုရင်ဒါ200အတိရှိရဲ့ကျောင်းတွေဆိုတာတော်တော်လေးများတာတွေ့ရတယ်ပြီးရင်200ကနေပြီးတော့ကျွန်တော်တို့ဒီ900ကြားတင်ပါလေအကြောင်းတွေတော်တော်များတယ်ပြောရတယ်ဆိုတော့ဒါ Germany မှာဆိုတော့ဒါ education က quality education ပါပဲဆိုတော့ဥပမာဒါကျောင်းလာကဘယ်လောက်ပဲတသိန်းဒေါ်လာတသိန်းကိုတစ်နှစ်ပေးရတာပဲဖြစ်ဖြစ်ဒီမှာဆိုရင်ဒါနေစီစားစီအကုန်လုံးပြီးကြီးမှာ9000 6000လောက်ပဲကုန်1000ကျော်လောက်တော့ကုန်လာပြီဖြစ်ဖြစ်ဆိုရင်ဒါစုစုပေါင်း10ဆနီးပါလောက်ကွာတယ်ခင်ဗျဆိုတော့အဲ့လိုကွာပြီမဲ့ education benefit ကအများကြီးမကွာတာသိရလိမ့်မယ်ဒါ Germany ပေါ့ဥပမာကျွန်တော်တို့ဒါနောက်တစ်နိုင်ငံဒီ Europe ချမ်းပါဆိုရင်ကျွန်တော် Switzerland ကိုတစ်ချက်တွက်ကြည့်လို့ရတယ်ဥပမာ Switzerland မှာတွက်ကြည့်မယ်ဆို Switzerland ကျောင်းတွေက ranking တွေမြင့်တာတွေ့ရတယ်ပေါ့ဥပမာနံပါတ်1သူတို့ကျောင်းဆိုတာနံပါတ်7မှာရှိရပေါ့နော်ဆိုတော့အဲ့ကနေပြီးတော့ဒါသူတို့600ကျော်2000 1000ကျော်2000လောက်ထိရှိတာတွေ့ရတယ်ဆိုတော့ကျွန်တော်တို့နောက်တစ်နိုင်ငံသွားမယ်ဆိုရင်ကျွန်တော်တို့ဒါပြင်သစ်သွားလို့ရတယ်ပြင်သစ်ကျောင်းတွေဆိုတာကျွန်တော်တို့ဒါ ranking တွေမဆိုးဘူးအခုမှ350 400 500 600ဆိုတော့600 800နေပြီးတော့ကျွန်တော်1000ကျော်ထိ ranking တွေရှိရပေါ့ဆိုတော့ကျွန်တော်ကတော့ဒါဒီကျောင်းစရိတ်တွေကိုပြန်ပြီးကြည့်ရဆိုရင်ဘယ်ဘက်ချမ်းအားပေးလဲဆိုရင်တော့အကေကအများကြီး budget လည်းမသုံးချင်ဘူး quality education လည်းလိုချင်တယ်ဆိုရင်တော့ကျွန်တော်ကတော့ Europe ကိုမှာတွားပြီးတော့ပညာသင်ကြားဖို့ဒါ recommend ပေးရပေါ့ဆိုတော့ Europe မှာဆိုရင်တော့နောက်တစ်ခုကဒါပြန်ပြီးမေးကြတော့ဆိုရင်တော့ UK ရောဘယ်လိုလဲပေါ့ဆိုတော့ UK ကအမှန်တမ်းပြောတော့ဒါ US နီးပါးလောက်ပဲသူတို့ကျောင်းကျူရှင်ကတော့ဈေးကြီးရေပေါ့နော်ဆိုတော့အားကြောင့်ဈေးကြီးရဲ့တိုင်းပြည်ပြောရမယ်ဆိုရင်တော့ကျွန်တော်တို့ဒီ အင်္ဂလိပ်စကားပြောတဲ့ USA UK Canada Australia New Zealand အဲ့ဒီနိုင်ငံတွေကတော့ဒါအကြောင်းသားကတော်တော်လေးဈေးပိုအကြီးရဲ့ဘက်ချမ်းမှာရောက်တယ်ပေါ့နော်အထူးသဖြင့် Europe ဘက်ချမ်းတို့တရုတ်ပြည်တို့ဂျပန်တို့ကိုရီးယားတော့ဈေးနည်းနည်းပိုပြီးတော့ reasonable ဖြစ်တဲ့တဲမှာရှိရပေါ့ဆိုတော့အဲ့လောက်ဆိုရင်တော့ဒါကျောင်းတွေအတွက်ကိုက
ဘာသာစကားတင်ယူရင်ဘယ်ဘာသာစကားကို second language third language အနေနဲ့တင်ယူတင်လဲဆိုတော့ဒီလောက်ဆိုရင်တော့တော်တော်လေး idea ရမယ်လို့ကျွန်တော်မျှော်လင့်တယ်တခြားမေးစရာမေးခွန်းတွေရှိရဆိုရင်လည်းဒီ comment section မှာမေးလာလို့ရပါတယ်ခင်ဗျာကျေးဇူးတင်ပါတယ်